ဒီပွဲလေးဟိုဘက်တော့လက်ရှိကိုပဲနံပါတ် A brand လို့ပေါ့နော်ပြီးရင်အမှာ1000နဲ့ရောက်ဘူးတဲ့ brand လို့ပေါ့နော်ပြီးရင်ကိုပဲနံပါတ်1လေးရဘူးတဲ့ brand လို့လေးပေါ့ဒီပွဲလေးငါတို့ကန်တာတော့ဆန်းရုံပေါ့ဘာဖြစ်လို့ဆန်းရုံကန်ဆိုတော့ဆိုလိုဆော့တဲ့အချိန်မှာအနိုင်ရှုံးကငါတို့ရဲ့လက်မှာထင်းချိုးလို့ရအောင်လို့ပေါ့နော်ဆန်းရုံဆော့ပေါ့နော်ပြီးရင်ဒီမှာကြည့်ဇွန်ကအတီးကကူးလေးလွယ်တော့ဖိုင်ရတာခွေလေးစားလိုက်ဒီဟာလေးစားလိုက်ဆိုတော့တွားတဲ့နေရာတိုင်းမှာကူးတွေပဲရနေရမှာပေါ့နော်ပြီးမိပုံကြည့်ဟိုဘက် brand ကနည်းနည်းငါတို့ maximum ကိုနည်းနည်းတာနေပေါ့အဲ့လိုရှိမှဆိုရင်ငါတို့ရဲ့ maximum ကိုတာတော့ပေါ့ဒီကနေရတော့ငါတို့တော့ကူပေးလို့ရပါပေါ့နော်အဲ့လိုဆိုရင်ငါတို့ရဲ့ maximum အနိုင်ခံရတဲ့ပုံကနေဟိုဘက်ရဲ့ maximum ထက်တာတော့မှာပေါ့နော်ပြီးရင်ဟိုဘက် maximum တွေးဖြည့်ရှင်ဆိုဝင်ထောင်းပေးလိုက်ပေါ့ကျဲဆိုတာပါကြော်ပြီးထောင်းပေါ့နော်ကိစ္စမရှိပါဘူးထွက်လာလို့ရပါဆဲတော့အဲ့လိုထီကိုစိုးနေရပေါ့ပြီးရင်ဆန်းရုံကန်လို့လော့ပေတယ်လိပ်ပေတယ်မှာနှိမ်မှာကြောက်ဆံမလို့ပေါ့နော်လိပ်ပေတယ်မှာတာပတာမင်းပါစုံဆော့မင်းနဲ့မဆိုင်ပေါ့နော်မင်းရဲ့ EHP နဲ့ဆိုင်ပါမင်းရဲ့ EHP ကဆော့စီlevel 4ရောက်ရင်တော့တာမှာပေါ့နော်ဆန်းရုံဆော့ရင်အတေးကမြေပုံမြင်များကြီးအခွင့်ရေးဖန်တဲ့ရမို့ဒီမှာသူတို့အလေလဲကတာဝါချိုးမလို့ဆိုတော့သူတို့နွားကြီးရောက်လာအဲ့လိုချိန်မှာဆိုတော့သူရဲ့ brand ကတယောက်တည်းပေါ့ပြီးရင်မင်းရဲ့တင်မင်းနဲ့မြေပုံမှာရောက်လာပေါ့အဲ့လိုဆိုမင်းတာဝါထဲမှာတော့အဲ့ကောင်မပေးနေနေပေါ့နော်ဝင်တဲ့ချင်းဝင်ရမှာပေါ့အခွင့်ရဖန်တဲ့ရမှာပေါ့မင်းအစုံပေါ့နော်အဲ့လိုဆိုပဲတာဝါထဲမှာတော့နေလို့မရပဲနဲ့ရှော့တော့မှာပေါ့နော်ရှော့သွားပြီဆိုရင်သူ့တာဝါချိုးပေးလိုက်ပေါ့အဲ့လိုတန့်တော့မင်းတာဝါချိုးရဘာမှမင်းလုပ်လို့မရဘူးပေါ့နော်ထိုင်ပဲကြည့်နေရမှာပေါ့နော်ဒါနဲ့ဆိုမင်းတို့တာသွားပေါ့နော်ဆန်းဆိုရင်တော့အတီးကမိပုံမြင်းများကြည့်ပေါ့နော်ဟိုဘက်ကမက်စမတ်တယောက်ထဲအထီးကျန်နေပေါ့နော်ကျဲသူဝင်ကျွန်းပေါ့နော်ဒီလောက်ဆိုပွဲကရှုံးရခဲ့သွားပြီပေါ့နော်ကဲ music လေးနဲ့ဒီပွဲပေါ်တော့အန်သွားဆိုကြည့်လိုက်အောင်နော်